¿Qué está pasando? ¿Dónde? ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့နေရာပြောင်းတာခြေထောက်နဲ့ကန်တာခဲနဲ့ပေါက်တာအနီးကပ်ဝိုင်းအောင်ကြည့်တာဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါ ¿Qué está pasando? Pero no sé qué. Pero ¿dónde van a ir? ¿Qué pasó? Sí, vámonos ya.